Hello， 大家好，老师係陳老師吧。老師啊，今日嘛咯，高級教那角度嚟嚟，你呢高級性啊，就求這個農嚟嚟個東農呢，看嘛把它變，比如東家嘅對講目錄，最近路考嘅把它這個那苦家個。Tangram မကြတဲ့မာယုံလေးတွေတွေ့ရတတ်တယ်ပေါ့နော်အဲ့ဒီအမာယုံလိုမျိုးမဖြစ်ရအောင်ဇီဝပြန်ရှိလို့ခေါ်တဲ့ဒီကောင်းကြီးအစစ်မှာပါတဲ့အရန်ကိုအရေးကြီးတဲ့စကလုံးအတုံးလုံးကွဲပြားပုံလေးတွေကိုရှင်းနေပြီးတော့တေချာလေးရှင်းပြတော့မှာဖြစ်ပါတယ်အဲ့တော့ရှင်းနေတူတူလိုက်ပြီးတော့လေ့လာကြည့်ကြရအောင်OK ဒီနေ့如何呢怎么呢这个东农挂哈ပုံလေးပြတော့မှာဖြစ်ပါတယ်如何呢怎么呢ကပြရဝိသေသနာဖြစ်တဲ့ကြောင့်စာကြောင်းမှာသူတို့နှစ်ခုကပြရရဲ့အရှိအထားသုံးလို့ရှိရင်ရပါပြီ如何ကိုစာရေးသားမှာသုံးလုံးတဲ့အတွက်ကြောင့်မို့လို့မြည်တို့မြည်ပုံလို့ဘာသာပြန်ပါမယ်သူ့ကိုကြတော့စာကြောင်းရဲ့နောက်ဆုံးမှာထားပြီးတော့အခြေအနေတစ်ခုကိုစမ်းစစ်မေးမြန်းတဲ့အခါဒါမှမဟုတ်ရှင်ထင်မြင်ချက်တစ်ခုကိုတောင်းခံတဲ့အခါမှာသုံးလို့ရပါတယ်比如说最近身体如何怎么ကိုကြတော့ပြောစကားမှာသုံးတဲ့အတွက်ကြောင့်ဘလို့ဘာသာပြန်လို့ရပါတယ်သူ့ကြတော့စာကြောင်းရဲ့ရှေ့ဆုံးမှာအံ့ဩမှုကိုပြတဲ့ပုံစံနဲ့သုံးပြလို့ရပါတယ်比如说怎么不认识我了နောက်တစ်မျိုးအနေနဲ့怎么ကို如何နဲ့မတူပဲအကြောင်းရင်းမြင်တဲ့အခါမှာသုံးပြီးတော့ဘာလို့များလို့ဘာသာပြန်လို့ရပါတယ်比如说怎么这么冷ကဲအဲ့ဒါဆိုလို့ရှိရင်ဒီ如何နဲ့怎么ဆိုတဲ့အသုံးလေးကို老师ပြောတဲ့၄ချက်လောက်မှတ်ထားလို့ရှိရင်เนาะ老师ဒီအသုံးလုံးလေးနှစ်ခုကိုကိုယ်ပြသုံးနိုင်တော့မှာဖြစ်ပါတယ်အဲ့တော့老师နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะ bye bye